antidepressant ဆိုတဲ့ဆေးတွေတောက်လို့ရှိရင်ဘယ်လို side effect တွေရှိနိုင်မလဲ။မင်္ဂလာပါဒီနေ့မှာတော့ကျွန်မကစိတ်ယောဂါတွေမှာပေးတတ်တဲ့ antidepressant ဆိုတဲ့ဆေးရဲ့ side effect အကြောင်းပြောပြပေးသွားပါမယ်။ဒါပေမဲ့ antidepressant ဆေးရဲ့ side effect အကြောင်းမပြောခင်မှာ antidepressant ဆိုတာဘာလဲဆိုတဲ့ဟာလေးကိုကျွန်မအကြမ်းမြင်ရှင်းပြပါမယ်။ antidepressant ဆိုတာကတော့ကျွန်မတို့ဓာတ်ဘာသာပြန်လိုက်မယ်ဆိုလို့ရှိရင်တော့ depression ဆိုတာစိတ်သက်ကြတယ်။ antidepressant ဆိုတော့စိတ်သက်ကြတဲ့ယောဂါတွေမှာပေးတဲ့ဆေးဆိုပြီးအများကတော့သိထားတယ်ပေါ့နော်။ antidepressant ဆိုတဲ့ဆေးကစိတ်တကြတဲ့ယောဂတစ်ခုတည်းမှာပဲသုံးတာမဟုတ်ပါဘူးကျမတို့ဘယ်နေရာတွေမှာသုံးသေးလဲဆိုလို့ရှိရင် anxiety လို့ခေါ်တဲ့စိုးရိမ်စိတ်လွန်ကဲတဲ့ယောဂတွေမှာလည်းသုံးသလိုစိတ်ကြယောဂလိုမျိုးပြီးတော့တခြားသောစိတ်ကျန်းမာရေးနဲ့ဆက်ဆက်တဲ့ယောဂတွေမှာလည်းကျမတို့ antidepressant ဆိုတဲ့ဆေးကိုတွဲပြီးတော့မှထည့်သုံးတာလည်းရှိပါတယ်ပြီးတော့ antidepressant မှာကဆေးမျိုးစားမျိုးရှိတယ်ပေါ့နော်နောက်ဆုံးပေါ်ထွက်တဲ့ဆေးတွေလည်းရှိတယ်ဒါပေမဲ့ဘလို့ပဲထွက်ကျမတို့ antidepressant မှာ first line အနေနဲ့ပေါ့နော်လူအများပေးကြတဲ့ဆေးရတော့ SSRI လို့ခေါ်တဲ့ Selective Serotonin Reuptake Inhibitor ဆိုတဲ့ဆေးလေးကတော့ first line ပဲဖြစ်ပါတယ်။အရှိရဗီဒီယိုမှာပြောထားသလိုပဲဆေးတိုင်းကတော့ side effect ရှိတယ်။ antidepressant တွေမှာလည်းသူ့ရဲ့ side effect လေးနဲ့သူတော့ရှိနိုင်တယ်။များသောအားဖြင့်ဖြစ်တတ်တဲ့ side effect တွေမှာပေါ့နော် common side effect တွေကိုပြောမယ်ဆိုလို့ရှိရင်ကျမတို့ပြို့တယ်အန်နေခေါင်းကိုက်ချင်တယ်လို့ဖြစ်တယ်ပြီးရင်အိမ်မရတာမျိုးတွေပြီးတော့ SSRI ရဲ့ side effect တွေထဲမှာတခုသိတသားကြတော့ကျမတို့လိန်စိတ်ကြတာမျိုးပေါ့ဒါလေးတွေတော့ကျမတို့ရှိတတ်ပါတယ်ဆိုတော့ဒါတွေကိုကျမတို့ဘယ်လိုကင်တွယ်ကြမလဲပေါ့နော်ပြို့တဲ့အန်တဲ့အတွက်ဆိုလို့ရှိရင် SSRI ကိုကျမတို့အစာနဲ့တွဲပြီးတဲ့အခါကျမှစားခိုင်းတောက်ခိုင်းတယ်ပေါ့အဲ့တော့ဥပမာဖြစ်မနဲ့စားပြီးလို့ရှိရင်ထမင်းစားပြီးမှဆေးတောက်တာမျိုးတစ်မျိုးလောက်ခိုင်းတယ်ပေါ့နော်အိမ်မပြောတဲ့လူတွေအတွက်ကြာအချိန်ပေါ်မှာမူတည်တယ်ပေါ့များသောအားဖြင့်ကတော့ကျမတို့ SSRI ကိုဆိုလို့ရှိရင်မနက်ပိုင်းမှာကျမတို့တောက်ခိုင်းကြတယ်ပြီးနောက်တစ်ခုကကျတော့ sexual dysfunction ပေါ့နော်ဒီရဲ့လိင်စိတ်နဲ့ပတ်သက်ပြီးတဲ့အခါကျတော့မှဒီစိတ်ပါဝင်စားမှုတွေရောကျလာတာမျိုးတွေပေါ့ဟိုချိန်တွေမျိုးတွေမှာဆိုလို့ရှိရင်တော့ကျမတို့ကကုသလို့ရတဲ့အခြေအနေတွေလည်းရှိတယ်ပေါ့နော်ဒါပါလဲဆိုတဲ့အခါကျပြန်ပြီးဆရာဝန်နဲ့တေချာတိုင်ပင်ပြီးတဲ့အခါကျတော့မှလိင်မှုကိစ္စတွေဆက်ဆံတဲ့အချိန်ကြလို့ရှိရင်ကျမတို့အဆင်ပြေစေမဲ့ဆေးတွေလည်းရှိတယ်ဆိုတော့ဒီဆေးတွေကိုကျမတို့ prescribe လုပ်ပေးတာမျိုးလေးလည်းလုပ်ပေးလို့ရပါတယ်အခုပြောသွားတာကတော့ကျမတို့ first line drug ဖြစ်တဲ့ဒီ selective serotonin reuptake inhibitor SSRI ဆိုတဲ့ဆေးမျိုးစားတွေမှာဖြစ်လေ့ရှိတဲ့ side effect တွေပဲဖြစ်ပါတယ်။ပုံမှန်အားဖြင့်ဒီ side effect တွေကပထမတစ်ပတ်နှစ်ပတ်လောက်ဆိုလို့ရှိရင်သိတသားကိုတသားသွားပါတယ်။အဲ့ဒါကြောင့်မို့လို့တချို့တော်လူတွေရှိတယ်ပေါ့နော်။ဆေးတောက်ပြီးတဲ့ခါကျတော့မှဒီလိုမျိုးမတာဖြစ်လာတာမျိုးတွေပြုတ်ချင်အန်ချင်တာဖြစ်လာတဲ့အချိန်မှာကိုနဲ့ဆေးနဲ့များမတည့်တာလားဆိုပြီးတဲ့ခါကျမှကြောက်ပြီးမတောက်တာမျိုးတွေရှိတယ်ပေါ့။အခုဆိုလို့ရှိရင် SSRI ရဲ့ side effect ကိုလည်းသိပြီဒါတွေဘယ်လိုမျိုးကာကွယ်လို့ရမလဲဆိုတော့လည်းသိရတဲ့အတွက်ကြောင့်မို့လို့ကျွန်မအရှိမပြောထားသလိုပဲ antidepressant ဆေးကိုတောက်မယ်ဆိုလို့ရှိရင်တော့တေချာမပြတ်ပဲနဲ့သတ်မှတ်ထားတဲ့အချိန်တိုင်းကိုတောက်လျှောက်တောက်ဖို့လိုပါတယ်ဒီဗီဒီယိုလေးကတော့ antidepressant ဆေးတွေမှာ SSRI ကိုတောက်နေရတဲ့လူတွေအတွက်ကိုတောက်နေတဲ့ဆေးကဘယ်လိုဆေးမျိုးလဲဘယ်လို side effect တွေရှိတတ်လဲဒီ side effect တွေကိုဘယ်လိုကာကွယ်လို့ရမလဲဆိုတာလေးကိုပြပေးသွားတာပဲဖြစ်ပါတယ်စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတဲ့အခါကျတော့မှသိချင်တဲ့ topic တွေရှိတယ်သိချင်တဲ့အကြောင်းအရာတွေရှိလို့ရှိရင်တော့ comment မှာဝင်ရောက်ဆွေးနွေးပေးလို့ရပါတယ်ရှင်